ရှင်းနော်ဒီလိုအချင်းနေကဲမောနေဒါလင်းနေတာပေါ့လင်းနေတာပြီပေါ့နော်ဒါဆိုရင်ကြည့်ဒါရေကတစ်ဖက်ဒီမှာပြန်သွားရေစီးစင်းမနေဘူးတနားရီဆိုရေနေရေမောတာတောင်ဝဆေးတဲ့ရေအချမ်းမှလည်းတော့ပေါ်ရစိတ်ထားတယ်ဒါနှစ်ပင်ဟောနှစ်ပင်ပူပေါ့နော်နှစ်ပင်ပူရဲ့ချင်းနေလေးပါရေတော့ရေနေထားတယ်မဆိုးဘူးပေါ့နော်ဒါဆိုရင်အမလာရှိလမ်းလေးမလာရှိလေးဒီကောင်ကြီးနေပြီကိုမေရကြကြီးနေပဲဒီနေ့အတီးထုံးမှာဖြစ်ပါလေလို့ကျေးချစ်သူတို့ Good morning ပါ Good morning ပါနော်ထုံးရရတယ်မှာလူအားဝနော်ဒါလေကျွန်တော်ပြောတယ်လို့ကိုင်းအကောင်လေးချေထုံလို့မရဘူးနော်ထားပေးရတယ်တို့လေအစားချေဖို့တော့cái phá xây anh bể để show gì đâu này thao này thao sự trả đó khó gì đàn xuống nó khó là khó nó đi theo là gì giảm mũi thì xây này nữaအခုဆိုရင်ဒီရွက်နေထားပါနော်ဒါဆိုတော့နောက်တစ်ဖိုးလို့ယူလိုက်မယ်ဒါပြီးအသေးလို့ရ